ဒီနေ့တော့ drama ရဲ့ရောက်မှာ hot ဖြစ်ဆုံး topic တစ်ခုဖြစ်တဲ့ chop အကြောင်းလေးပြောပြခြင်းတယ်အဲ့တော့ chop တစ်ခုတိဆောက်ဖို့အတွက်အလွတ်ချက်လို့မရဘူးသူထဲမှာပါတဲ့စိတ်ပိုင်းတွေအများကြီးပဲရှိတယ်အဲ့တော့စိတ်ပိုင်းတစ်ခုချင်းစီကိုကျွန်တော်ကောင်းကောင်းနားလည်တော့မှကိုယ့်ရဲ့ကိုယ်ပိုင် chop တစ်ခုကိုအမြဲတမ်းသုံးလို့ရတဲ့ chop တစ်ခုတိဆောက်လို့ရမှာပေါ့လေအခု lesson လေးထဲမှာတော့ chop drama တွေအသုံးများတဲ့ Yoshimi လွယ်ကူတဲ့ sticking pattern လေးတစ်ခုပြောပြခြင်းတယ်ဒီကောင်ကိုကျွန်တော် variation တွေအများကြီးထပ်ခွဲလို့ရတယ်သူရဲ့ originally ကတော့ 16 triplet 6လုံးရှိတယ် right left left kick ဒီ sticking လေးကို round the drum set မှာသုံးကြည့်အောင်ကျွန်တော်ကလွယ်ကူတဲ့နည်းလမ်းလေးပြပြမယ်နောက်မှကိုယ့်အကိုစဉ်းစားကြည့်ပါတော့နောက်ထပ်နည်းလမ်းတစ်ခုပေါ့ snare tom floor snare kick top snare high snare kick offနောက်ခုလုံးပေါင်းကြည့်အောင်16 triplet ကိုရသွားပြီဆိုရင်16တော့ကောတီးလို့မရဘူးလားဆိုတော့သူက6လုံးပတ်တာတစ်ခုဖြစ်တဲ့အတွက်6လုံးတစ်ဖြတ်6လုံးတစ်ဖြတ်နှစ်ခါယူလို့ရတယ်6တော့6နာရီ7နှစ်4လုံးလိုတယ်16ပြည့်ဖို့အတွက်ဆိုတော့4လုံး right left တီးလိုက်ပေါ့ဒါလည်းသိပြီးသားပါ16ကလွယ်လွယ်လေးဆိုပြီးတော့ဗီဒီယိုမရက်လိုက်နဲ့အောင်32ကျန်သေးတယ်အဲ့တော့32ရဖို့အတွက်6လုံးတစ်ဖြတ်9ကယူလို့ရတယ်6 9တွေ30နောက်မှနှလုံးကျန်တယ် right left ထည့်လိုက် snare 1 2 4 snare မှာ9ကပြည့်သွားပြီ right left ပေါင်းလိုက်ဒီ3ခုရဲ့သဘောတရားကိုနားလည်ပါပြီဆိုလို့ရှိရင် exercise လေးတစ်ခုလုပ်ကြည့်အောင်ဆိုတော့ tempo တစ်ခုကို set လုပ်လိုက်ပါအဲ့ထက်မှာ3 bar groove နောက်ဆုံး4 bar မှာ16တဲ့ပုံစံ3 bar groove နောက်ဆုံး4 bar မှာ16 triplet ပုံစံ3 bar groove နောက်ဆုံး4 bar မှာ32ပုံစံဒီလိုမျိုးလေးလေ့ကျင့်လို့ရတယ်1 2ဒီကုန်းချုံးရရင်ဒီ lesson လေးရဲ့ရွေးချက်က rudiment တစ်ခုခု sticking တစ်ခုခုကိုရလာရင်ဒါတွေနောက်ထပ် variation တွေ substitution တွေခွဲလို့ရတယ်ဆိုတာသိစေချင်တယ် YouTube က chop တွေကိုအလုံးမကျက်ပါနဲ့ဒီလိုမျိုး practice လုပ်မှကျွန်တော်တို့ရဲ့ကိုယ်ပိုင် hand နဲ့ကိုယ်ပိုင် chop တွေဖြစ်လာမှာဖြစ်တယ်လာမယ့်တစ်ပတ်ပြန်တွေ့မယ် bye